မင်္ဂလာပါကျွန်တော်ခုတလုံးပါပေါ့လေကျွန်တော်စဉ်းစားမိတဲ့ဒီမျက်ရည်ဆိုတဲ့အကြောင်းလေးကျွန်တော်ပြောပြချင်ပါတယ်။ဘာလို့ဆိုတော့ခုတလုံးကကျွန်တော်ပါဝင်အားလုံးကြီးခုတလုံးမဟုတ်ပါဘူးကြာပါရဲ့ကျွန်တော်တို့တွေကအိမ်မရတဲ့ညတွေလည်းတော်တော်များများကြုံနေကြရမှာတင်ပါတယ်။အဲ့တော့ဒီကာလမှာကျွန်တော်တွေးမိတာမျက်ရည်ဆိုတဲ့အကြောင်းလေးပေါ့လေ။အဲ့ဟာလေးကျွန်တော်ပြောပြချင်ပါတယ်။မပြောခင်မှာကျွန်တော်ဒီဆရာအောင်ခင်မြင့်ရဲ့အရေးသားများဆိုတဲ့စာအုပ်ထဲကဘရောင်းနဲ့ရောက်တဲ့ရာဆိုတဲ့စာလေးရှိပါအဲ့ထဲကပထမအပိုက်ကိုကျွန်တော်ဖတ်ပြခြင်းပါတယ်ဒီနေ့ဘလောက်တွေနောက်ကျတယ်ဘလောက်ပဲနောက်ကျလူတွေကတော့ဘလောက်ကိုစောင့်စားနေကြတာပါပဲကျွန်တော်တို့မြန်မာလူမျိုးတွေကဘလောက်ကိုအလွန်ဆွဲလန်းကြတယ်ဘလောက်ဟာပွန့်ပြီးတာနဲ့ချက်ချင်းဆိုလိုကျွေသွားနွမ်းသွားတယ်သူထက်ပိုပြီးကြာခံတဲ့မှုပါတော့လူတွေကထူးထူးခြားခြားခံစားမှုမရှိဘလောက်ဟာဂျပန်ရသသဘောတရားတွေကပြက်လွယ်မှုကိုတတိယစေတယ်ပြက်လွယ်မှုသို့မဟုတ်သေလွယ်မှုဟာတကယ်တော့မမြဲတဲ့အနိစ္စသဘောဆိုလိုတာပါပဲဂျပန်တွေအဖို့အလားဟာပြက်လွယ်မှုနဲ့ရှင်တွဲနေပါတယ်ကန်ကိုကလူသားဟာအဒါရှိနိုကနှင်းဆက်တွေလို့ပြောဝဲမသွားပဲဒါမှမဟုတ်တိုယီဘီယာမကမိဘငွေတွေလို့ပျောက်ကွယ်မသွားပဲလောကထဲမှာထာဝရတရစ်ဝဲတည်ရှိနေမယ်ဆိုရင်အဖြစ်ပြက်တွေကဘလို့လုပ်ပြီးကျုပ်တို့စိတ်လှုပ်ရှားစေနိုင်တော့ပါလေဘဝမှာတန်ဖိုးရှိဆုံးအရာဟာသူ့ရဲ့သို့မဟုတ်ဘဝရဲ့မတိကျမှုပဲလို့ရေးခဲ့တယ်ဒါကတော့ပထမပိုင်းပေါ့နော်ဂျန်နာရီမသိချင်တော့ဒါစိတ်ဝင်စားတော့ဆက်ဖက်ကြည့်ကြပါတော့နော်အဲ့တော့ကျွန်တော်ပြောချင်တာဒီထဲဟာလေးပါအဲ့တော့ပေါ့နော်ဒီစောဒီထဲမှာပါတဲ့ကန်ကိုပြောသလိုပဲပေါ့နော်ကျွန်တော်တို့တကယ်တော့ကျွန်တော်တို့ရဲ့ဘဝတာအမြဲတမ်းအသက်ရှင်နေမယ်ပေါ့နော်ဒီလိုမျိုးသိချင်းတရားမရှိဘူးပေါ့နော်အနိစ္စသဘောမရှိဘူးဆုံးရှုံးမှုမရှိဘူးဆိုရင်ကျွန်တော်တို့ရဲ့ဘဝကြီးကရင်ကုန်ကြမကောင်းတော့ပြင်းကြကောင်းတယ်ပေါ့လေပြီးတော့ဂျပန်နေရဲ့သူတို့အယူအဆရသသဘောအရာလဲအလှပဆိုတာမမြဲခြင်းတရားပေါ့လေအနိစ္စနဲ့ဆက်ဆက်နေတယ်လို့ဆိုထားပါအဲ့ဟာလေးကျွန်တော်သဘောကျလို့ပါနောက်တစ်ခုကကျွန်တော်ဘာကိုတတိယလဲဆိုတော့try ရုပ်ရှင်ကားပေါ့နော်အဲ့ကားထဲမှာပါတဲ့မင်းသားနဲ့မင်းသမီးရဲ့ပြောတဲ့ dialogue တွေပေါ့လေအဲ့မှာ try ကိုဒီ Achilles ကမင်းသားပေါ့နော်တွားပြီးတော့ပထမချိန်သူတို့တွားတိုက်တယ်ပေါ့နော်တိုက်ပြီးတော့ပြန်လာတဲ့အခါမှာဟိုဘက်က try မျိုးတွေကနတ်ဆီယာမလေးသူခေါ်လာတယ်ပေါ့ခေါ်လာပြီးတော့သူ့ရဲ့တဲမှာသူစကားစပြောတာပေါ့နော်အဲ့ချိန်မှာနတ်ဆီယာမလေးကသူ့ယွံမုန်းပြီးတော့ရန်စကားဆိုတာပေါ့လေမင်းတို့တွေကဘာမှတွေ့ရကောင်းမဟုတ်ဘူးပေါ့လေလူတက်ဖို့ကလွယ်ရင်ဘာမှမသိတဲ့ကောင်လေးပေါ့အဲ့လိုပြောတော့အာခီလီစ်ကအဲ့မှာပြန်ပြောလဲဆိုတော့သူကစကနာထိုးတာပေါ့လေမင်းလဲဘာထူးလဲပေါ့မင်းကိုးကွယ်နေတဲ့နတ်ပြားတွေကဘာထူးလဲပေါ့နော်သူ့ကိုယုံကြည်ကိုးကွယ်တဲ့သူတွေရဲ့အရှိပြောင်းတော့ခင်းပြီးတော့အိတ်တဲ့သူတွေပဲပေါ့အဲ့တော့အဲ့မင်းနတ်ပြားတွေလည်းငါနဲ့ဘာထူးလဲပေါ့နော်အဲ့မှာသူကထပ်ပြီးတော့တော်ကီကျွေတာပေါ့လေထပ်ပြောတာပေါ့အဲ့မှာစကားပြောတာဗာလဲဆိုတော့မင်းတို့ရဲ့ငါနတ်ပြားတွေမင်းတို့မတင်ပေးတဲ့အရာတခုတင်ပေးမယ်ပေါ့လေလိုအပ်ချက်တစ်ခုပေါ့ဘာလဲဆိုတော့မင်းနတ်ပြားတွေရတယ်ငါတို့လူတွေကိုမနာလို့ဖြစ်နေတာပေါ့ဘာလို့မနာလို့ဖြစ်နေလဲဆိုတော့ငါတို့ကတဲ့တေမျိုးတွေဖြစ်နေလို့ပေါ့နော်ဘာနတ်ပြားတွေဆိုတော့ဘယ်တော့မှမသိဘူးပေါ့အဲ့တော့ငါတို့တွေကတေမျိုးတွေဖြစ်တဲ့အတွက်မင်းလည်းအခုပြစ္ဆုတ်ပံတဲ့အခုလက်ရှိအချိန်တဲ့ပို့ပြီးတော့မလှဘူးပေါ့နော်ငါလည်းအခုအချိန်တဲ့ပို့ပြီးတော့မကောင်းငါတို့အချိန်ကြီးတည်သွားနိုင်တယ်ပေါ့လေခဏနေဘာဖြစ်မယ်ဘယ်သူမှမသိနိုင်အဲ့တော့ကြောင့်မို့လို့ငါတို့လူသားတွေကလက်ရှိအချိန်ကိုအကောင်းဆုံးနေထိုင်ကြတယ်ပေါ့အဲ့ဒီအချက်ကိုမင်းတို့နတ်ပြားတွေကမနာလို့ဖြစ်နေတာပေါ့အဲ့တော့ तू ပြောတာလည်းဒီသဘောပဲပေါ့နော်ကျွန်တော်တို့ရဲ့ဒီလူဘဝဆိုတာအဲ့လိုမျိုးအနိစ္စသဘောပေါ့လေသိခြင်းတရားတွေရှိနေလို့ကျွန်တော်တို့ကပို့ပြီးတော့အတိတ်ပဲရှိတာရင်ခုန်ဖို့ကောင်းတယ်ဆိုတဲ့သဘောပေါ့လေနောက်တစ်ခုကကျွန်တော်ဘာထပ်ပြီးတော့သတိရလဲဆိုတော့ဒီဂျပန်စာရေးဆရာပေါ့လေဟာရိုကီမူယာကာမီရဲ့ဒီဝတ္ထုပေါ့ Kafka on the Shore ပေါ့လေဆရာမိုးတက်ရမြန်မာပြန်ထားတဲ့ဒီကမ်းခြေပေါ်မှာ Kafka ဆိုတဲ့ဒီဝတ္ထုတွေကဇာတ်ဝင်ကန်တစ်ခုပေါ့လေဝတ္ထုတွေကပေါ့နေရာတစ်ခုပေါ့အဲ့တော့ဘာလဲဆိုတော့အဲ့ချိန်အဲ့ထဲမှာမင်းသားကနေပြီးတော့သူဒီလိုပြတင်းပေါက်ကိုကြည့်ပြီးတော့သူအပြင်ကိုငေးနေတာပေါ့လေအဲ့ချိန်မှာဘေးကအမျိုးသမီးကမေးတယ်ပေါ့မင်းပြတင်းပေါက်အပြင်မှာဘာတွေတွေ့လဲသူပြောတယ်ဘာလဲဆိုတော့တစ်ပင်ရှိမယ်ပေါ့လေမိုးတိမ်လေးရှိမယ်နောက်တစ်ခုကကျတော့အဲ့တစ်ပင်ပေါ်မှာနားရင်ငှက်တွေရှိနေပေါ့အဲ့မှာထပ်ပြီးတော့မျိုးသမီးကပြောတယ်ဘာမှမထူးဘူးမို့လားတဲ့ပုံမှန်ငါတို့မြင်နေကြအရာတွေပဲမလားပေါ့သူကလည်းဟုတ်တယ်အဲ့မှာမျိုးသမီးကဘာထပ်ပြောလို့ဆိုတော့ဒါတွေကဘာမှမထူးကြပါဘူးတဲ့ဒါပေမဲ့တကယ်လို့မင်းလာပေါ့လေမနဲ့ဖြန်ကြရင်မင်းသိမယ်လို့သိရတယ်ဆိုလို့ရှိရင်ဒီဟာတွေကအခုတက်ပို့ပြီးတော့အတိတ်ပဲရှိမယ်အခုတက်ပို့ပြီးတော့တန်ဖိုးရှိနေမှာပဲအဲ့မှာသူပြန်ပြောလဲဆိုတော့ဟုတ်တယ်တဲ့မင်းအဲ့လိုတွေးဘူးလားပေါ့တွေးဘူးတယ်ပေါ့ဘာလို့အဲ့လိုမေးလဲဆိုတော့အဲ့မင်းသား15နှစ်ပဲရှိတယ်ခြာတိတ်လေးပဲရှိသေးလို့ပေါ့အဲ့တော့သူကတွေးဘူးတယ်အဲ့မှာမျိုးသမီးထပ်မိတယ်မင်းဘယ်တော့တွေးဘူးသားလဲသူမိန်းမတယောက်ကိုချစ်မိတော့ဟုတ်လားပေါ့ချစ်မိတော့
ဘယ်လိုခံစားရလဲအဲ့လိုပဲသူမျက်နှာလေးကိုပေါ့နော်သူသဘောကျတဲ့အမျိုးသမီးရဲ့မျက်နှာကိုကြည်တိုင်းမှာပေါ့လေသူရင်ခုန်ရတယ်ဘာလို့ရင်ခုန်ရလဲဆိုတော့တကယ်လို့မြန်ဆုံးရှုံးသွားခဲ့ရင်ဆိုတဲ့စိတ်နဲ့ကြည်နေရပါအဲ့တော့ဒီလိုမျိုးပေါ့လေဒီဟုတ်ချစ်သူတော်မှဒီလိုပေါ့လေအမြဲတမ်းဆုံးရှုံးသွားမလားဆိုတဲ့စိတ်နဲ့ကြည်ပို့ပြီးတော့လှတယ်ဆိုတဲ့သဘောမျိုးပေါ့ဒီဟာလည်းဒီသဘောပါပဲတကယ်လို့ကျွန်တော်တို့ကဆုံးရှုံးသွားခဲ့ရင်ဆိုတဲ့ဟာကိုတွေးကြည့်လိုက်လို့ရှိရင်ပို့ပြီးတော့အတိတ်ပဲရှိတာပေါ့အဲ့တော့တခါဘာထပ်ပြီးတော့စဉ်းစားမိလဲဆိုတော့ဒီလိုမျိုးအဆုံးရှုံးနေမျက်ရည်လေးဆိုတော့ကျွန်တော်တို့အတိတ်ပဲပို့ရှိသေးတဲ့အရာဘောကပို့လှပသေးတဲ့အရာဆိုတာပေါ့လေအဲ့တော့ကျွန်တော်တွေးမိတာပေါ့အဲ့တော့တခါဆရာကြီးဒုက္ခမင်လိုင်ရဲ့ကြပြစာသားရှိပါတယ်သူ့ရဲ့အိမ်အပြန်ကြပြဆိုတဲ့အထဲမှာဘာလဲဆိုတော့ကျွန်တော်တို့ဒီဘောရထဲမှာမျက်ရည်ကိုထည့်ထားလို့ပေါ့နော်ဒီရုပ်ရှင်ထဲမှာလူဆိုးတွေကိုထည့်ထားလို့ပင်လယ်ထဲမှာစားထည့်ထားလို့ပေါ့နော်ကျွန်တော်အသက်ထဲမှာတေးခြင်းတရားဆိုတော့ထည့်ထားလို့တာတဲ့ဒီကဘာကြီးထဲမှာ၄ချိန်နေပို့ရှိခဲ့တာဆိုတဲ့ကြပြစာသားပေါ့အဲ့တော့အဲ့လိုပါပဲတကယ်တော့အဲ့လိုမျိုးတစ်ဖက်ကနေပြန်တွေးကြည့်လိုက်တဲ့အခါကျတော့ကျွန်တော်တို့ဒီလိုမျိုးမျက်ရည်တွေတို့ဆုံးရှုံးမှုတွေဆိုတာကျွန်တော်တို့အတွက်လိုအပ်ပါတယ်ဥက္ကဋ္ဌရဲ့တခြင်းစာသားလို့ပေါ့ပြုံးချင်းဝမ်းနေတဲ့အမင်းဆိုတာမျိုးပေါ့လေအဲ့တော့ကျွန်တော်ပါဝင်လူတော်များများအခုချိန်မှာအိမ်မရတဲ့ညတွေတော်တော်ကြုံရမယ်ထင်ပါတယ်ပြီးတော့ငိုကြွရမယ်ဖြစ်ပျက်တွေထင်မထားလောက်အောင်ရှုပ်ထွေးမှုတွေနာကျင်မှုတွေအများကြီးကြုံရမယ်ထင်ပါတယ်အဲ့တော့ဒီအဲ့လိုမျိုးကြုံခဲ့ရဆိုလဲဘောတော့ကျွန်တော်တို့ကဝမ်းနေရတော့ဝမ်းနေစရာပါဝမ်းနေနေမှတဲ့စာရင်တစ်ဖက်မှာလဲကျွန်တော်တို့တွေဒါမျိုးတွေကြုံဖို့လိုအပ်တယ်ပေါ့နော်မျက်ရည်တွေလည်းလိုအပ်တယ်ဆုံးရှုံးမှုတွေလည်းလိုအပ်တယ်အဲ့တော့ကျွန်တော်တို့မိုးရာရှိတာမိုးဖို့လိုအပ်တယ်ပေါ့လေတကယ်လို့ကျွန်တော်တို့ရဲ့ဘဝထဲမှာမျက်ရည်တွေမရှိခဲ့ရင်ဆိုပြောရဲဆုံးရှုံးမှုတွေမရှိခဲ့ရင်အနိစ္စသဘောတွေမရှိခဲ့ရင်ကျွန်တော်ဘာသာလောက်ကြမလဲရင်ကုန်များမရှိတော့ပေါ့အဲ့လိုတွေးမိတဲ့အခါကျတော့ကျွန်တော်အမြင်တစ်မျိုးပြောင်းလာတယ်အားကြောင့်မလို့လို့ဒီကျွန်တော်တို့ရဲ့ဘဝထဲမှာမျက်ရည်ဆိုတာလဲလိုအပ်ပါလားလို့ကျွန်တော်တွေးမိအဲ့ဒါလေးကျွန်တော်ပြောရတော့ကျေးဇူးတင်ပါတယ်